မျိုးသမီးတဦးဟာပွဲတော်တစ်ခုကိုပထမဆုံးအကြိမ်တက်ရောက်ခဲ့ပါတယ်။သူမရဲ့ရင်သက်ရှုမောခွဲအလှပကဧည့်သည်အားလုံးရဲ့အာယုံကိုဖန်ဆားနိုင်ခဲ့တာကြောင့်သူမရဲ့ညီမဖြစ်သူရဲ့ဆေးဆက်ထားသူကပင်သူမကိုလာရောက်ကလီပလာပြောဖို့မနေနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ဒါဟာသူမရဲ့ညီမဖြစ်သူကိုမနာလိုစိတ်တွေဖြစ်ပေါ်စေခဲ့ပါတယ်။သူမရဲ့မိခင်ဖြစ်သူကညီမငယ်ဘက်ကနေရက်တီပေးဖို့အတွက်ရှေ့ကိုထွက်လာပြီးအမျိုးသမီးကိုဝစ်စုံကအရန်ဖော်လုံးနေဆိုပြီးလူပုံအလဲမှာဆွဆွဲခဲ့ပါတယ်။သူမရဲ့ညီမဖြစ်သူကလည်းပခုံးပြဝစ်စုံဝစ်ထားတာကိုမြင်နေရတဲ့အတွက်မိခင်ဖြစ်သူကသူမကိုတမင်တကာပြဿနာရှာနေမှန်းသူမသိလိုက်ပါတယ်။သူမကပြန်လဲခြေပပြောဆိုခဲ့ပေမဲ့မိခင်ဖြစ်သူကသူမယူလာတဲ့လက်ဆောင်ကိုကောက်ယူပြီးအရန်ကိုဈေးပေါ်လုံးနဲ့လို့ပြောဆိုခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့မိခင်ဖြစ်သူကသူမကိုလူပုံအလဲမှာပါရိုက်လိုက်ပြီးအိမ်ပြန်တော့မိသားစုကိုအဆက်မခွဲနဲ့လို့မောင်းထုတ်ခဲ့ပါတယ်။ဒီအခြေအနေကိုမြင်နေရတဲ့အမျိုးသားတဦးကရိုက်ကူးထားတဲ့ဗီဒီယိုကိုအမျိုးသမီးရဲ့ခင်မုန်းဖြစ်သူစီချက်ချင်းပေးပို့လိုက်ပါတယ်။ချမ်းသာတဲ့တထေးကြီးဖြစ်တဲ့ခင်မုန်းဖြစ်သူဟာသူ့ဇနီးအနိုင်ကျင့်ခံနေရတာကိုမြင်လိုက်ရတဲ့အခါမှာတော့ဒေါ်လာတန်းပေါင်းများစွာတန်ကြေးရှိတဲ့အစည်းအဝေးကိုချက်ချင်းရပ်နားလိုက်ပါတယ်ပြီးနောက်သူ့ရဲ့အတွင်းရေးမှူးကိုအိမ်ပြန်ဖို့အတွက်အစောဆုံးလေရင်လက်မှတ်ကိုဝယ်ခိုင်းခဲ့ပါတယ်မိခင်ဖြစ်သူရဲ့ပါရိုက်ခြင်းကိုခံလိုက်ရပြီးနောက်အမျိုးသမီးဟာသူမရဲ့မိခင်အပေါ်လုံးဝစိတ်ပြတ်သွားခဲ့ပါတယ်သူမဟာငယ်စဉ်ကတည်းကမိဘတွေနဲ့လူကွဲခဲ့ရပြီးအရွယ်ရောက်မှသာမိဘတွေကသူမကိုပြန်ရှာပြီးအိမ်ခေါ်လာခဲ့တာပါဒါပေမဲ့အိမ်ပြန်ရောက်တဲ့အခါမှာတော့သူမရဲ့မိဘတွေကညီမဖြစ်သူရဲ့ကိုစားအစားထိုးအိမ်အောင်ပြုပေးဖို့တောင်းဆိုခဲ့ကြပါတယ်။မွေးစားမိခင်ရဲ့စေကူတာစီပေးဖို့အတွက်သူမမှာညှင်းဆန်ပိုင်ခွင့်မရှိဘဲသဘောတူခဲ့ရပါတယ်။မိဘတွေနဲ့ညီမဖြစ်သူတို့ပြောရှင်နေတာကိုမြင်တိုင်းသူမရင်ကွဲမတက်ခံစားခဲ့ရပေမဲ့ကံကောင်းတာကသူမရဲ့ခင်မုန်းကသူမကိုအရန်ကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်။သူမတယောက်တည်းမဟုတ်ကြောင်းသိစေဖို့သူကအမြဲတမ်းဂရုတစိုက်နဲ့ကုတ်အင်ကြီးကိုသူမပခုံးပေါ်ခြုံပေးလေးရှိပါတယ်အမျိုးသမီးကသူမရဲ့မိခင်ကိုအမေကျမကိုဒီလောက်တောင်မုံနေမှာတော့ကျမတို့သားအမိဆက်ဆံရေးကိုဒီမာတင်ဖြတ်တောက်ပစ်လိုက်ကြရအောင်လို့ပြောလိုက်ပါတယ်။အဲ့တဲ့အားလုံးကလည်းအမျိုးသမီးရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံကြပါတယ်။ပတ်ဝန်းကျင်ကဝေဖန်တမ်းတွေကိုကြားတဲ့အခါမှာတော့မိခင်ဖြစ်သူကပြပြတလဲတောင်းပန်ခဲ့ပေမဲ့အမျိုးသမီးကခွင့်မလွတ်ခဲ့ပါဘူး။သူမကမိခင်ဖြစ်သူလွှင့်ပစ်လိုက်တဲ့လက်ဆောင်ကိုပြန်ကောက်ပြီးဒီလက်ဆွဲဟာသူမရဲ့ခင်မုန်းပေးထားတဲ့လက်ဆောင်ဖြစ်ကြောင်းပြောပြလိုက်ပါတယ်။သူမရဲ့ခင်မုန်းဟာထိုဒေသမှာဩဇာအရှိဆုံးတထေးကြီးဖြစ်တာကြောင့်မိခင်ဖြစ်သူချက်ချင်းတုံလုံးခြောက်ချသွားပါတယ်အမျိုးသမီးကတော့သူတို့ကိုဆက်ပြီးဂရုမစိုက်တော့ပဲလှည့်ထွက်သွားခဲ့ပါတယ်အိမ်ရောက်တဲ့အခါအမျိုးသမီးကသူမရဲ့တငယ်ချင်းကိုပွဲမှာဖြစ်ခဲ့တာတွေရင်ဖွင့်နေတော့တကားဖွင့်တန်ချလိုက်ရပါတယ်သူမအတွက်တကူးတကပြန်လာတဲ့ခင်မုန်းကိုမြင်လိုက်ရတဲ့အခါသူမအယံအံ့ဩသွားပါတယ်ခင်မုန်းဖြစ်သူကသူမရဲ့ပါးလေးပါလို့ရောင်နေတာလဲလို့မေးတဲ့အခါသူစိတ်ပူမှဆိုလို့ညံသွားနှုတ်ထားလို့ပါဆိုပြီးလိန်ပြောခဲ့ပါတယ်ခင်မုန်းဖြစ်သူကသူမရဲ့လိန်ညာမှုကိုမဖော်ထုတ်ပဲတဲ့နေရာကိုခေါ်သွားဖို့အတွက်အဝတ်အစားလဲခိုင်းခဲ့ပါတယ်အံ့ဩစရာကောင်းတာကခင်မုန်းဖြစ်သူကသူမကိုသူမရဲ့မိခင်အိမ်စီခေါ်သွားခဲ့တာပါတထေးကြီးကိုမြင်တဲ့အခါမိခင်ဖြစ်သူကအရန်ကိုဝမ်းသာအားရဖြစ်နေပေမဲ့ခင်မုန်းဖြစ်သူကခမကျွန်တော်ဇနီးကိုပါရိုက်ခဲ့တယ်နော်အဲ့ဒါအတွက်ရှင်းပြချက်ရှိလားလို့မေးလိုက်ပါတယ်မိခင်ဖြစ်သူကအပြုံးတူးနဲ့မလိမ္မာတဲ့သမီးကိုစုံမယုံတင်ပါလို့စင်ကြေပေးခဲ့ပေမဲ့တထေးကြီးကလက်မခံခဲ့ပါဘူးသူကသူမရဲ့မိခင်ကိုသတင်းစာရှင်းလင်းပွဲလုပ်ပြီးဇနီးဖြစ်သူကိုလူပုံအလဲမှာတောင်းပန်ဖို့တောင်းဆိုခဲ့ပါတယ်ညီမဖြစ်သူကဒါဟာအမေကိုအဆက်ခွဲတာပဲဆိုပြီးကန့်ကွက်တဲ့အခါမှာတော့အမျိုးသားကငါဇနီးကိုလူပုံအလဲမှာပါရိုက်တာကောအဆက်ခွဲတာမဟုတ်ဘူးလားလို့ပြန်လဲတုံ့ပြန်ခဲ့ပါတယ်အမျိုးသားရဲ့ပြတ်သားမှုကိုမြင်တဲ့အခါညီမဖြစ်သူကအမျိုးသမီးကိုအတနာခံတောင်းပန်ခဲ့ပေမဲ့အမျိုးသမီးကတော့ဘလို့မှမတွေ့ဝေပဲညှင်းပယ်ခဲ့ပါတော့တယ်